ဟုတ်ကဲ့ဒီနေ့ကျမတို့ mindful practice session လေးကိုနိုင်ဝက် session လေးအတွက်ဒီ record လေးလုပ်ပြီးတော့အတန်သွင်းပြီးတော့ audio case လေးလုပ်ပေးခြင်းဖြစ်တယ်အဲ့တော့ကျမတို့တက်တောင့်တက်တာရှိသလိုမျိုးလေးထိုင်လိုက်ပါကျမအမြဲတမ်းပြောသလိုပဲ session မှာကျမ်းပြင်မှာလည်းထိုင်လို့ရတယ်ထိုင်ကုန်နဲ့လည်းထိုင်လို့ရတယ်မှုရပေါ်တော့ကျမထိုင်ဖို့ recommend မလုပ်ပါဘူးပြီးလို့လူလည်းမမတ်ကြီးပေါ့နော်တရားထိုင်တယ်လို့ဒီလိုမျိုးကြီးခါးကြီးဆန့်ပြီးတော့လေဟိုလက်ကြီးကိုလည်းဒီလိုမျိုးကြီးတောင့်ထားတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်အတွက်တက်တောင့်တက်တာလေးပုံမှန်လေးထိုင်တယ်လို့ပဲထိုင်လိုက်ပါခါးလေးကိုချထိုင်မယ်တခုပဲနောက်ကျောနောက်နံရံမှီနေတာတို့တခုခုကိုမှီပြီးထိုင်တာတို့တော့မလုပ်စေချင်ပါဘူးပြီးတော့ဒီနိုင်ခွက်အတွင်းမှာဖုံးလေးတွေပိတ်ထားပေးပြီးတော့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးမှာထိုင်ပေးစေချင်ပါတယ်ကိုယ်အတွက်မျက်စိဖွင့်နိုင်မယ်ဆိုရင်ဖွင့်ပြီးတော့မျက်စိမှိတ်နိုင်မယ်ဆိုရင်မှိတ်ထားပေးလို့ရတယ်ဒါမှမဟုတ်လည်းမျက်စိမမှိတ်ချင်ဘူးတချို့အတွက်အခက်အခဲရှိတယ်မျက်စိဖွင့်ထားခြင်းနဲ့ဆိုရှေ့ကကိုယ့်ရဲ့ရှေ့တက်မှာရှိနေတဲ့အရာဝတ္ထုဒါမှမဟုတ်လည်းနေရာလေးတစ်ခုကိုစိုက်ကြည့်ပြီးတော့အာယုံမပြတ်ပြားစေဘူးတနေရာရဲ့စိုက်ကြည့်ပြီးတော့လေ့ကျင့်လို့ရပါတယ်အဲ့တော့ကျမတို့ရဲ့နိုင်ဘွယ် practice body scanning လေးကိုစလိုက်ပါမယ်ဆိုတော့ပထမဦးဆုံးကျမတို့ကိုယ့်ရဲ့အာယုံလေးကိုနှာသီးဝါလေးကိုပို့လိုက်ပါဝင်လေထွက်လေလေးကဘယ်နေရာလေးကိုတိုးပြီးဝင်သွားလဲပြီးတော့ထွက်လေလေးကဘယ်နေရာလေးကိုတိုးပြီးထွက်သွားလဲဆိုတာလေးကိုကျမတို့ဒါလေးကိုကြည့်ပါမယ်ကြည့်တယ်လို့ကျမပြောတဲ့အခါမှာမျက်လုံးနဲ့လိုက်ကြည့်ခိုင်းတာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်အာယုံလေးနဲ့ပါအဲ့တော့အာယုံလေးကဘယ်နေရာလေးကိုလေးတိုးပြီးဝင်သွားတာလဲထိလိုက်တဲ့နေရာလေးကိုတိလိုက်တာကိုအဲ့ဒီအာယုံလို့ခေါ်ပါတယ်အာယုံလေးနဲ့တိတယ်လို့ခေါ်တယ်အဲ့တော့တကယ်လို့မှတချို့ကမထင်မရှားဖြစ်နေသေးတယ်မသိသေးဘူးဆိုရင်ပြင်းပြင်းလေးအသက်လေးကိုပြင်းပြင်းလေးရှူသွန်းထုတ်တာလုပ်ကြည့်လိုက်ပါအဲ့တော့တယောက်နဲ့တယောက်နဲ့လည်းလေးတိုးဝင်သွားပြီးထိသွားတဲ့ထိချက်လေးတိလိုက်တဲ့နေရာကိုတူမှမဟုတ်ဘူးတချို့ကနှာသီးဝါလေးဖြစ်တယ်တချို့ကနှာခေါင်းရဲ့ရှေ့တက်တဲ့အပေါ်နှာခမ်းလေးကိုဟပ်သွားတဲ့ဟာလေးကိုတိလိုက်တာလေးရှိတယ်ဒါမှမဟုတ်ဟိုးနှာခေါင်းထဲကိုရောက်မှထိတွေ့မှုကိုတိလိုက်တဲ့လူတွေလည်းရှိတယ်ဒီလိုပဲထွက်လေထွက်သွားတဲ့နေရာကလည်းဝင်လေထွက်သွားပြီးထိသွားတဲ့နေရာနဲ့တူမှမဟုတ်ပါဘူးဒါလေးကိုပဲအာယုံလေးပြုထားပါဟုတ်ပြီအဲ့တိုင်းလေးပဲအာရုံပြုထားမယ်လေးတိုးဝင်သွားတဲ့နေရာလေးတိုးထွက်သွားတဲ့နေရာလေးကိုအာရုံပြုထားပါအဲ့ဒီကနေမှကျမတို့တဆင်ဖြည်းဖြည်းချင်းနဲ့ကိုယ့်ရဲ့အာယုံလေးကိုဟိုခေါင်းပေါ်ထိတ်ကငယ်တိတ်နေရာလေးကိုပို့ကြည့်လိုက်ပါငယ်တိတ်လို့ပြောတဲ့အချိန်မှာကျမတို့ကအာယုံလေးပဲစိတ်အာယုံလေးကိုပဲပို့လိုက်တာမျက်လုံးကြီးကိုလှမ်းကြည့်လိုက်တာမဖြစ်ပါစေနဲ့တကယ်လို့မှကိုယ့်ရဲ့စိတ်အာယုံလေးနဲ့မခံစားတတ်ဘူးဆိုရင်ကိုယ့်ရဲ့လက်လေးနဲ့ငယ်တိတ်လေးကိုထိကြည့်လိုက်အဲ့လက်နဲ့ငယ်တိတ်နေရာလေးနဲ့ထိသွားတဲ့အထိတွေ့လေးမှာအာယုံလေးတိသွားတဲ့ဟာလေးရောက်ပြီဆိုလို့ရှိရင်တော့လက်လေးကိုပြန်ချပြီးတော့ကိုယ့်ရဲ့အာယုံစိတ်အာယုံလေးကိုတော့အဲ့မှာပဲထားရခဲ့ပါအဲ့နားလေးမှာပဲပူနေလားအေးနေလားနှွေးနေလားမာနေလားပျော့နေလားဒါလေးတွေကိုကျမတို့တေချာအသေးစိတ်လေ့လာခြင်းဖြစ်တယ်အတိတတိလေးနဲ့ကြည့်ပေးမယ်အဲ့ဒီကနေမှတဖြည်းဖြည်းနဲ့ကျမတို့ဘယ်ဘက်နှစ်ထင်ဘက်ကိုဆင်းချလာမယ်ဘယ်ဘက်နှစ်ထင်ဘက်ကိုဖြည်းဖြည်းချင်းဆင်းချလာပြီးတော့နှစ်ထင်နေရာမှာဘယ်လိုလေးတွေခံစားနေရလဲဆင်းချလာမယ်ဆိုတော့ကိုကတခြားအလုံးသတိထားမိခဲ့လားဝီပြားရှိမယ်အတွင်းပိုင်းရှိမယ်သွေးကြောလေးရှိမယ်ဘယ်နေရာလေးကိုပဲသတိထားမိသတိထားမိလိုက်ဖို့ပဲလိုတယ်ဒီ
ဒီနေရာလေးမှာတိလိုက်ဖို့ပဲလိုတယ်တတိလေးနဲ့အဲ့တော့အဲ့ဒီကနေမှဖြည်းဖြည်းချင်းဆင်းသွားမယ်ဆိုဘယ်ဘက်နှစ်ရွက်မှာဆိုရင်ရောနားကိုလေဟာနည်းနည်းထိတွေ့နေရလားကိုယ့်ရဲ့သပင်လေးတွေနဲ့ဖုံးအုပ်ပြီးထိတွေ့နေရလားဒါမှမဟုတ်နှကြက်တက်ထားတဲ့သူဆိုရင်နှကြက်နဲ့နားရဲ့ထိတွေ့မှုနားလို့ပြောတာနားကြီးတစ်ခုလုံးပြောခြင်းဖြစ်တယ်အဲ့နားကြီးတစ်ခုလုံးမှာအသေးစိတ်သွားကြည့်လို့ရတယ်နားရဲ့အစွန်းလေးလားအပေါ်ပိုင်းလေးလားအောက်ပိုင်းလေးလားနှွေးနေလားအေးနေလားတနေရာတဲ့ကိုကိုယ့်အကူလိုက်ပြီးတော့ focus လုပ်ပြီးဖြည်းဖြည်းချင်းကြည့်သွားမယ်တတိလေးထားမယ်အဲ့ဒီကနေမှတဖြည်းဖြည်းနဲ့ကျမတို့ဘယ်ဘက်ပြီးရင်ညာဘက်နှစ်ထင်ဘက်ကိုသွားမယ်ညာဘက်နှစ်ထင်မှာဟောဘယ်လိုလေးတွေခံစားရတာရှိနေလဲဘာလေးတွေဖြစ်ပေါ်နေလဲအဲ့ဒီကနေမှနှစ်ရွက်ညာဘက်နှစ်ရွက်ခုနဘယ်ဘက်မှာပြောခဲ့သလိုပဲညာဘက်နှစ်ရွက်လို့ပြောတဲ့အခါမှာဟောနှစ်ရွက်ကြီးတစ်ခုလုံးရဲ့ဘယ်နေရာလေးကိုကိုကအာယုံလေးစပြီးပြုမိလဲဘယ်လိုခံစားချက်မျိုးလေးတွေကိုသတိပြုမိတာရှိလဲဘယ်လိုထိတွေ့မှုနေတဲ့ထိတွေ့မှုလေးတွေကိုသတိပြုမိတာရှိလဲဘယ်လိုဝေဒနာလေးတွေကိုသတိပြုမိနေတာရှိလဲအေးနေလားပူနေလားနှွေးနေလားတောင်းနေလားမာနေလားဆိုတာလေးပြီးရင်တချို့ကနားလို့ပြောတဲ့အချိန်မှာကျမပြောလိုက်တဲ့အတန်နဲ့နားစီနဲ့တိုက်သွားတဲ့ဟာကိုလေသတိပြုမိလိုက်တာလေးရှိတယ်ဒါမှမဟုတ်ရင်နားရဲ့အရှိဘက်လားအနောက်ဘက်လားဘာလေးတွေကိုသတိပြုမိလဲအဓိကဒီထိတွေ့မှု sensation လေးကိုယ့်ရဲ့အတိတတိစိတ်ကလေးကအခုကျမပြောနေတဲ့အစိတ်ပိုင်းလေးမှာသိနေပြီပဲသိသွားရင်ပြီးသွားပြီအဲ့ဒီကနေမှဖြည်းဖြည်းချင်းနဲ့ကျမတို့ဦးခေါင်းကိုပြန်သွားမယ်ဦးခေါင်းရဲ့အလဲပိုင်းခုနငယ်တိတ်နားလေးကြည့်ခဲ့ပြီအဲ့ကနေဖြည်းဖြည်းချင်းဟိုဦးခေါင်းနောက်ထိဆင်းချပြီးကြည့်သွားမယ်ဦးခေါင်းလို့ပြောတဲ့အချိန်မှာလည်းအဲ့လိုပဲဦးခေါင်းကြီးတစ်ခုလုံးဒါမဲ့ဦးခေါင်းကြီးတစ်ခုလုံးရဲ့ဘယ်နေရာလေးကတော့ပူနေတယ်ဘယ်နေရာလေးကတော့အေးနေတယ်ဘယ်နေရာလေးကတော့တင်းနေတယ်တောင့်နေတယ်ဆိုတာလေးတွေရှိလားဒါမှမဟုတ်ဘာမှမရှိပဲအေးအေးဆေးဆေးလေးရှိနေသလားဒါလေးကို view ဆိုင်မိရလားသတိထားမိရလားအဲ့ဒါလေးကိုသိနေဖို့ပဲဘယ်လို sensation လေးတွေလဲဖြည်းဖြည်းချင်းဆင်းချသွားမယ်ဟိုနောက်စီထိအဲ့တော့အလဲပိုင်းတော့ခံစားချက်နဲ့ဟိုနောက်စီမှာဖြစ်နေတဲ့ခံစားချက်လေးတွေရောတူရဲ့လားဖြည်းဖြည်းချင်းကြည့်အဲ့ဒီကနေမှကျမတို့ဂုတ်ဘိုးကိုတခါရဲဆင်းကြည့်မယ်ဂုတ်ဘိုးလို့ပြောလိုက်တဲ့အချိန်မှာကိုယ့်ရဲ့စိတ်အာရုံကဂုတ်ဘိုးကိုတန်းရောက်သွားလားစစ်ပါပြီးတော့ရင်ဂုတ်ဘိုးမှာအရေးပြားရှိမယ်ဟိုအတွင်းထဲကအကျော်တွေရှိမယ်အယိုးတွေရှိမယ်အဲ့ဒီနေရာမှာဆိုအဲ့တော့အပေါ်ရေပြားလေးရဲ့အဝိစာနဲ့ထိနေတဲ့သူတွေဆိုအဝိစာနဲ့ထိတွေ့မှုသပင်နဲ့ထိတွေ့နေတဲ့လူဆိုသပင်နဲ့ထိတွေ့မှုကဘယ်လိုမျိုးလဲဒါမှမဟုတ်ရင်လေဟာနဲ့ဖြစ်နေတဲ့အဲ့နေရာလေးမှာဘာနဲ့မှထိတွေ့မနေဘူးဆိုရင်ဘယ်လိုမျိုးခံစားချက်လေးတွေရှိလဲသိပေးပါသတိလေးနဲ့အဲ့ဒီကနေမှဖြည်းဖြည်းချင်းရှေ့ဘက်လေပင်ဘက်ကိုဆင်းချလာမယ်လေပင်မှာဘယ်လိုမျိုးခံစားချက်လေးတွေတွေ့ရလဲအဲ့ဒီကနေမှတစင်မေးစီကနေမှတစင်ကျမတို့ပါဇက်လို့ပြောတဲ့အခါမှာအတွင်းပိုင်းရှိတယ်ပြင်ပိုင်းရှိတယ်နှာခမ်းလေးတွေရှိတယ်အပေါ်နှာခမ်းနဲ့အောက်နှာခမ်းနဲ့ထိနေတဲ့နေရာလေးတွေရှိကိုအစဉ်ပြေတဲ့နေရာကိုသတိလေးကပ်ပြီးကြည့်လို့ရတယ်ကြည့်ပြီးအဲ့ဒီနေရာလေးကခံစားချက်လေးတွေကဘာလေးတွေလဲဆိုတာသတိလေးနဲ့သိနေဖို့ပြီးရင်ဘယ်ဘက်ပါညာဘက်ပါပြီးရင်နှာခေါင်းမှလို့ပြောလိုက်ရင်အတွင်းပိုင်းရှိရအပြင်ပိုင်းရှိရခုနပြောတဲ့အသက်ရှူသွင်းနေတဲ့ထုတ်နေတဲ့နေရာလေးတွေလေလေးနဲ့တိုးသွားတဲ့နေရာရှိရတိုးထွက်သွားတဲ့နေရာရှိပြီးရင်မျက်လုံးဘယ်ဘက်မျက်လုံးညာဘက်မျက်လုံးမျက်ခွန်လေးတွေမျက်ခုံးလေးတွေအဲ့ချိန်မှာကိုယ့်ရဲ့အာယုံကြီးကိုတအားကြီးစူးစိုက်ပြီးတော့လုံနေရလွန်းလို့
မရရအောင်ဖြစ်ညစ်ပြီးလုံးနေတယ်လို့နှစ်ဖူးကြောတွေတွန့်နေတာမျက်မှောင်တွေကြုံထားတာတွေ့မိဖြေချလိုက်အသက်ကိုရှည်ရှည်ရှူထုတ်လိုက်โอเคငါဖြည်းဖြည်းချင်းကြည့်လို့ရတယ်ဘာမှလောစရာမလိုဆိုပြီးတော့အေးစစ်စစ်လေးဖြေချပြီးမှဖြည်းဖြည်းချင်းကြည့်မယ်ပြီးလို့ချင်းအဲ့ရနေမှနှစ်ဖူးမျက်နှာတစ်ခုလုံးခြုံကြည့်ကြည့်ပြီးရင်ကျမတို့တဖြည်းဖြည်းရင်ဘတ်ကိုဆင်ချရင်ဘတ်ကိုဆင်ချကြည့်မယ်ရင်ဘတ်ရဲ့အပေါ်ပိုင်းကောလာဘုံးလေးတွေပြီးရင်ဝမ်းဘတ်ရဲ့အလဲပိုင်းပြီးရင်ဝမ်းဘတ်ရဲ့အောက်ပိုင်းစီးစပ်အထိဖြည်းဖြည်းချင်းဆင်ကြည့်အဲ့လိုကြည့်တဲ့အချိန်မှာသတိလေးနဲ့ကြည့်တဲ့အချိန်မှာခုနပြောတဲ့ဘယ်နေရာလေးကဘလို့ခံစားချက်လို့ရှိနေလဲဘလို့ဝေဒနာလေးတွေပေါ်နေလဲအသားချင်းထိနေတဲ့ထိတွေ့မှုရဲ့ခံစားမှုမျိုးကဘလို့မျိုးလဲဒါမှမဟုတ်ဟိုးဘိုက်ထဲကအတွင်းထဲကကလေးစားတွေရဲ့လှုပ်ရှားမှုကိုသိနေရလားအတန်ကိုကြားနေရလားရွေ့ရှားမှုကိုသိနေရလားလေရဲ့ရွေ့ရှားမှုကိုသိနေလားပြီးတော့ဖောင်းလိုက်ပိန်လိုက်ဖြစ်နေတဲ့ဘိုက်ကြီးရဲ့လှုပ်ရှားမှုကိုသိတာလားဒါလေးသတိထားကြည့်ပြီးလို့ရှိရင်တော့ကျမတို့ဘယ်ဘက်လဲဟိုးပခုံးကနေလေပင်ကနေဆင်းချလာပြီးပခုံးထိပ်ထိကြည့်ကြည့်မယ်ပထမတစ်ဖြတ်အနေနဲ့ဒီမှာရောဘယ်လိုခံစားချက်လေးတွေတွေ့လဲဘယ်နေရာလေးတွေကအသားနဲ့ထိနေပြီးဘယ်နေရာလေးတွေကအင်ဂျီနဲ့ထိနေရလဲဒါမှမဟုတ်လေးဟာနဲ့ထိနေရအဲ့ဒီထိတွေ့မှုရဲ့နောက်မှာဘယ်လိုခံစားချက်လေးတွေဖြစ်ပေါ်လာလဲ sensation လေးတွေထိတွေ့မှုလေးတွေဖြစ်ပေါ်လာတယ်ဥပမာဂျိုင်းမှာဆိုအသားချင်းထိနေတဲ့နေရာလက်မောင်းအဲ့ဒီကနေမှလက်မောင်းနေဖြည်းဖြည်းချင်းဆင်းချသွားမယ်လက်တောင်ဆိုအထိလက်ကိုကြည့်တဲ့အခါမှာလည်းအတွင်းပိုင်းရှိတယ်အပြင်ပိုင်းရှိတယ်အဲ့ဒီကနေမှလက်တောင်စက်ကနေမှဖြည်းဖြည်းချင်းလက်ဖြံကိုဆင်းသွားမယ်လက်ဖြံကိုဆင်းသွားရင်တချို့ဆိုရင်ပေါင်ပေါ်မှာတင်ထားတဲ့လက်ဖြံနဲ့ထိတွေ့နေမှုပေါင်သားနဲ့ထိပြီးတော့အဝတ်သားနဲ့ထိပြီးမှဒီဘက်ကအသားလက်ကအသားနဲ့ပြန်ထိလာမှုရထိတွေ့မှုဒါမမအတွင်းဘက်ကပက်လက်လန်ထားပြီးတော့ကြာတော့အင်ဂျီနဲ့ပဲထိတွေ့နေတဲ့ပဲထိတွေ့မှုပဲနဲ့တူရလားထိတွေ့ခံစားမှုအဲ့ဒီကနေမှလက်ကောက်ဝဲလက်ကောက်ကနေမှလက်ချောင်းလေးတွေလက်မလက်ချောင်းလေးတွေလို့ပြောတဲ့အခါမှာလက်ထိပ်လေးတွေရောလက်သေးကွန်လေးတွေရောပါအောင်ကြည့်ပါမယ်ကျမတို့အာယုံလေးနဲ့ပြုတ်ထားပါတတိလေးကတ်ထားပါပြီးရင်လက်ညှိုးလက်ခလဲလက်တကြွယ်လက်တန်းလေးတွေဖြည်းဖြည်းတစ်ချောင်းချင်းစီသွားကြည့်ဘလို့ခံစားချက်လေးလဲတူညီတဲ့ခံစားချက်လေးတွေရောရှိရလားတစ်ချောင်းနဲ့တစ်ချောင်းမှာပြီးတော့ကျမတို့လက်ဖွားလက်ဖမိုးအဲ့ဒီကနေမှဖြည်းဖြည်းချင်းသွားကြည့်လက်ဖမိုးဆိုရင်ဟိုဘက်လက်နဲ့ထပ်ထားတဲ့လူတွေဆိုလို့ရှိရင်လက်ဖမိုးဘက်နဲ့တခြားလက်ဘက်ကလက်ဖွားနဲ့ထပ်ထားတဲ့ခံစားချက်မျိုးပူနေလားအေးနေလားနှွေးနေလားအဲ့ဒီ pressure ထိတွေ့နေတဲ့ pressure ဘယ်လိုမျိုးလဲမထိတွေ့ဘဲနဲ့ပက်လက်လန်ထားတဲ့လက်ဖွားလေးရောဘယ်လိုလေးလဲအဲ့လိုနဲ့တစ်ဆက်တည်းကြည့်သွားမယ်ညာဘက်လက်မှာဆိုလို့ရှိရင်ကျမတို့လက်ဖွားကနေပဲစကြည့်လိုက်မယ်အကူအပြောင်းမှာဘယ်ဘက်လက်ဖွားအပေါ်ကနေထပ်ထားတဲ့လူကလှန်ထားမယ်ညာဘက်လက်ဖွားအောက်အပေါ်ကလက်ကိုပန့်ပိုးထားတယ်ဖိထားတယ်ဆိုတော့ pressure လေးရှိနေတယ်နဲ့ခံစားချက်ချင်းတူရလားပြီးရင်သူ့ရဲ့အောက်ကလက်ဖမိုးနဲ့လက်ဖွားနဲ့လက်တစ်ဖက်ထဲတော့မှာပဲခံစားချက်ချင်းတူရလားပြီးရင်လက်မလက်ညှိုးလက်ခလဲလက်တကြွယ်လက်တန်းလက်သေးကွန်လေးတွေမှာရောလက်ရဲ့ထိတ်လေးတွေမှာရောအတူရဲ့လားဘယ်လိုခံစားချက်လေးတွေဖြစ်နေလဲ
ပြီးရင်အဲ့ရနေမှာဖြည်းဖြည်းချင်းလက်ကဝက်ပြီးရင်လက်ဖြံလို့ခုနပြောတဲ့ခါမှာလည်းခုနပြောတဲ့အတိုင်းပဲပြင်ဘက်ပိုင်းရှိတဲ့အတွင်းပိုင်းရှိတဲ့ပလက်လန်ထားပြီးတော့အင်ဂျီနဲ့ပဲထိတွေ့ပြီးဘာနဲ့မှအသားချင်းထိတွေ့မနေတဲ့နေရာခံစားချက်နဲ့ပလက်လန်ထားရဲဆိုကိုယ့်ရဲ့ပေါင်ပေါ်မှာတင်ထားတဲ့လက်နဲ့လက်ဖြံအပြင်ဘက်နဲ့ထိနေတဲ့အလဲကအဝတ်စားနဲ့ထိနေတဲ့ခံစားချက်လေးတွေဘယ်လိုရှိလဲဖြည်းဖြည်းချင်းတက်ချသွားမယ်ဆိုလို့ရှိရင်ကိုယ်ထားရတဲ့နေရာတောင်စွနေရာအပြင်ဘက်ရှိမယ်အတွင်းဘက်ရှိမယ်အာယုံလေးကတ်ထားမယ်တကယ်လို့ဒီချိန်မှာအာယုံပြန့်လွင့်သွားတယ်ဆိုလို့ရှိရင်တိပဲတိပေးလိုက်ပါအာယုံပြန့်လွင့်တာအောင်တိပြီးတာနဲ့ချက်ချင်းကျမပြောနေတဲ့နေရာ body parts ရဲ့နေရာခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းနေရာကိုပြန်ပြီးအာယုံလေးပြုပါပြီးတော့ရှေ့ဆက်လိုက်ပါတော့ဖြည်းဖြည်းချင်းလက်မောင်းပိုင်းကိုတက်သွားမယ်လက်မောင်းပိုင်းပြီးရင်ဂျိုင်းလက်မောင်းရဲ့အပေါ်ပိုင်းပခုံးညာဘက်ခြမ်းလုံးနေရနော်ခုပါပြီးလို့ရှိရင်ဖြည်းဖြည်းချင်းနဲ့လေပင်နဲ့ဆက်ထားတဲ့အထိအဲ့ချိန်မှာတချို့ဆိုလို့ရှိရင်သေချာလိုက်ပြီး concentration ရှိနဲ့လုံနိုင်တဲ့သူအာယုံလေးကောင်းကောင်းလေးနဲ့လုံနိုင်တဲ့လူဆိုရင်ခန္ဓာကိုယ်ကဖြည်းဖြည်းချင်းဤကြလာလိမ့်မယ်ဒီကလက်လွတ်ထားလိုက်ပါလွတ်ချလိုက်ဘာမှစိတ်မပူနဲ့ဘာလို့လဲဆိုတော့ခန္ဓာကိုယ်တော်တော်လေး relax ဖြစ်ပြီးတော့အနာရလာလို့မလို့ထိန်းထားမှုတွေမရှိတော့ဘဲနဲ့သူကသူဖြည်းဖြည်းချင်းပြောကြလာခြင်းဖြစ်တယ်အဲ့ဒီကနေတစင်ကျမတို့နောက်ကျောကိုသွားကြည့်မယ်နောက်ကျောခုနဇက်ပိုးကနေဆင်းချလာမယ်အပေါ်ပိုင်းနောက်ကျောပေါ်ပိုင်းမှာဆိုရင်ရောဘယ်လိုမျိုးခံစားချက်လေးတွေကိုတွေ့ရလဲကြောကုန်းကြီးကအသက်ရှူလိုက်တိုင်းပိန်လိုက်ဖောင်းလိုက်ဖြစ်သွားတာကိုသတိထားမိတာလားဒါမှမဟုတ်အပေါ်ပိုင်းလေးမှာအသားရည်နဲ့အင်ဂျီနဲ့ထိတွေ့မှုလေးကိုသတိထားမိတာလားဒါမှမဟုတ်ဟိုးတွန်းနေရလှုပ်ဆောင်ချက်လေးတွေဒါမှမဟုတ်ခံစားချက်ဝေဒနာလေးတွေကိုသတိပြုမိတာလားဖြည်းဖြည်းချင်းကိုယ့်အကိုကြည့်သွားပြီးရင်ဖြည်းဖြည်းချင်းနဲ့အောက်ကိုဆင်းချလာပြီးတော့ကြောကုန်းရဲ့အလဲပိုင်းကြောရဲ့ဟိုအောက်ပိုင်းခါးစပ်ထိကြည့်သွားမယ်ဖြည်းဖြည်းချင်းနဲ့ပြီးတော့ကိုယ်တစ်ခုလုံးကိုတက်မှတ်ပြီးထောင်ပေးထားတယ်ကြောရိုးကြီးတစ်ခုလုံးပြီးရင်အဲ့ရနေမှာဖြည်းဖြည်းချင်းတင်ပစုံထိဆင်းချသွားမယ်ကျမတို့ဒီအပေါ်ပိုင်းတစ်ခုလုံးကိုဒီကျမ်းပြင်ဒါမှမဟုတ်ကိုထိုင်နေတဲ့ကလထိုင်းပဲဖြစ်ဖြစ်ဆိုဖာပဲဖြစ်ဖြစ်အဲ့ပေါ်နဲ့ထိတွေ့ပြီးတော့အပေါ်ကတခဏကိုတစ်ခုလုံးကြီးကိုလည်းထိမ့်မှတ်ပေးထားတယ်တင်ပစုံမှာ pressure ရှိတယ်အဲ့ဒီဖိထားတယ်ဆိုတော့ဖိထားတယ်ဆိုအတိလေးပေါ့နော်အဲ့ဒီဖိထားတယ်ဆိုအတိလေးကစကလုံးနဲ့တော့ဖိထားတယ် pressure ရှိနေတယ်ဒါပေမဲ့ခန္ဓာကိုယ်မှာအဲ့ဒါဘယ်လိုခံစားချက်မျိုးလဲသွားကြည့်ကြည့်ဘယ်ဘက်ခြမ်းနဲ့ညာဘက်ခြမ်းနဲ့တောင်တူရဲ့လားအောက်ကထိတွေ့နေတဲ့နေရာမာကြောနေလားပျော့ပြောင်းနေလားဒါလေးတွေတစ်ချက်ကြည့်ပါပူနေလားနှွေးနေလားအေးနေလားထိတယ်ဆိုတာထိုင်ထားတယ်ဆိုတာတင်ပါးကြီးတစ်ခုလုံးရဲ့ဘယ်နေရာလေးတွေကပို့ပြီးထိတွေ့မှုရှိနေရလဲအောက်ကကူရှင်နေရမဟုတ်ကျမ်းပြင်နေရထိုင်ကုန်နေရအလေးကြည့်မယ်ဖြည်းဖြည်းချင်းပြီးရင်ဘယ်ဘက်ပေါင်ရင်းကနေပြီးသားဆင်းချသွားမယ်ဘယ်ဘက်ပေါင်အတွင်းပိုင်းရှိတယ်ပြင်ပိုင်းရှိတယ်ခုနပြောခဲ့သလိုပဲအင်ဂျီနဲ့ထိတွေ့နေတဲ့နေရာလေးတွေကဘယ်လိုခံစားရလဲလက်တင်ထားပြီးလက်နဲ့အခုကပေါင်ဘက်ကနေကြည့်မယ်လက်ကိုပင့်တင်ထားရတဲ့ပေါင်မှာအဲ့ဒီနေရာလေးမှာရောခုနပြောတဲ့ဖိထားတယ်ဆိုရယ်ဖိအား pressure ဆိုတာရှိတယ်အဲ့ pressure ကိုပေါင်ဘက်ကနေပြီးကြတော့ကြည့်မယ်ဆိုရင်ဘယ်လိုမျိုးခံစားချက်မျိုးလဲဖြည်းဖြည်းချင်းဆင်းချသွားမယ်ဟိုးဒူးကောင်းထိပ်ထိအဲ့တော့တနေရာနဲ့တနေရာတော့သတိပြုမိလားမသိဘူးပေါင်လို့ပြောပေမဲ့အခုတနေရာချင်းစီတစ်ပိုင်းချင်းစီသွားကြည့်တဲ့အချိန်မှာခံစားချက်လေးတွေထိတွေ့နေတဲ့နေရာလေးတွေမတူနေဘူးဒါလေးတွေကိုသိပေးပြီးရင်ဘယ်ဘက်ချမ်းပြီးရင်ညာဘက်ချမ်းသွားညာဘက်ချမ်းမှာဆိုလည်းဒီလိုပဲညာဘက်ပေါင်ဖြည်းဖြည်းချင်းဆင်းချ
ခုနဘဲဘက်ချမ်းမှာကြည့်ကြတာနဲ့တော့မှညာဘက်ချမ်းနဲ့တူချင်မှတူမှာထိုင်ထားတာမတူတယောက်နဲ့တယောက်ခုနလိုပဲညာဘက်မှာဆိုလဲဘယ်နေရာလေးကအသားတွေနဲ့ထိတွေ့နေလဲဒါမှမဟုတ်အသားချင်းထိတွေ့နေရမှာပဲအင်ချီနဲ့ထိတွေ့နေတဲ့နေရာဘယ်လိုနေလဲဖိအားရှိနေတဲ့နေရာဘယ်လိုလေးတွေရှိလဲဘာလေးတွေခံစားနေရတာကိုသတိပြုမိလဲဖြည်းဖြည်းချင်းစဉ်းချသွားမယ်ဟိုဒူးကောင်းထိတ်တီကျမတို့ mindfulness ဆိုတဲ့အတိုင်းပဲဖြစ်ပေါ်နေတဲ့အရာလေးတွေကိုဒီတိုင်းလေးပဲ judgment မပါဝေဖန်သုံးသပ်မှုမရှိပဲနဲ့လိုက်ပြီးတော့အတိတတိလေးနဲ့အာယုံလေးနဲ့တိပေးနေအောင်ပဲဖြစ်တဲ့အတိုင်းပဲနာတာထုံတာကျင်တာတွေ့ရင်လည်းပြင်ကျင်နေဆိုတဲ့စိတ်ကလေးပေါ်လာရင်အဲ့ပြင်ကျင်နေဆိုတဲ့စိတ်ကလေးကိုတိပေးလိုက်ပါချက်ချင်းမပြင်ပြစ်လိုက်နဲ့နော်အဲ့ဒီကနေမှဖြည်းဖြည်းချင်းနဲ့ဆင်းချသွားဒုက္ခတကယ်ထင်ကြရနေရရောက်ပြီဒုက္ခဆိုတာထင်ရှားဆုံးဖြစ်တဲ့ခံစားချက်တချို့ထိုင်နေကြသမားတွေကတော့အေးအေးဆေးဆေးပဲနေလိမ့်မယ်တချို့တော်တော်များများလေ့ကျင့်မှုနည်းသေးတဲ့သူတွေမှာဆိုရင်ဒူးကောင်းကြီးတင်းနေအပေါ်ဘက်ပိုင်းဒူးကောင်းကြီးကိုကြည့်မယ်ဆိုဘယ်ဘက်ဒူးကောင်းညာဘက်ဒူးကောင်းနှစ်ဖက်လုံးကြည့်ကြည့်ပါအပေါ်ဘက်ပိုင်းမှာတင်းနေတဲ့နေရာတချို့လည်းတင်းတာခံစားခြင်းအစဉ်မှာခံစားမယ်ဒါကဒီမှာပွေးထားတဲ့နေရာမှာဘယ်လိုခံစားချက်မျိုးလေးရှိလဲဆိုတာကိုအာယုံလေးနဲ့သိပေးဖို့ပါအဲ့တော့အဲ့လိုပဲအတွင်းဘက်မှာရောကိုွေးနေတဲ့နေရာလေးတွေရှိတယ်ကိုွေးထားတဲ့နေရာအတွင်းဘက်တစ်ခေါက်ကိုွေးမှာဘယ်ဘက်ရှိတယ်ညာဘက်ရှိတယ်အဲ့ဒါတောင်တူရလားတချို့ကြတော့ခြေထောက်ကိုချထိုင်ထားတဲ့သူတွေဆိုလို့ရှိရင်အဲ့ချိန်မှာခြေထောက်ခန္ဓာကိုယ်ကြီးကိုအောက်ကိုထိထားတဲ့ကျမ်းပြင်နဲ့ထိထားတဲ့လူကပြဿနာမရှိဘူးမထိထားတဲ့လူဆိုလို့ရှိရင်ခြေထောက်တစ်ဖက်ချထိုင်တဲ့လူတွေဆိုလို့ရှိရင်ခြေထောက်ကြီးရဲ့လေးလံမှုအဲ့မှာတွေ့လာတယ်ပြီးရင်အဲ့မှာအကြောလေးတွေစစ်ကြည့်ကိုကတင်းပြီးတော့ချုပ်ပြီးတော့ဒီလိုကြီးတင်းမြင်ခွေထိုင်ကိုထိုင်ရမယ်ဆိုပြီးဖြစ်ပြီးထိုင်ထားရင်ရှော့ချလိုက်ပါလွတ်ချလိုက်အသက်ကိုရှေ့ရှေ့မှုတ်ထပြီးတော့ကြာတင်းနေတာလေးတွေတွေ့လိုက်အဲ့ဒီကနေမှတဆင်ဟိုခြေသလုံးပိုင်းကိုသွားကြည့်မယ်ဘယ်ဘက်ချမ်းကိုကျမတို့အရင်ကြည့်မယ်ခြေသလုံးမှာဆိုလို့ရှိရင်လည်းရှေ့ဘက်ပိုင်းရှိတယ်နောက်ဘက်ပိုင်းရှိတယ်နောက်ဘက်ပိုင်းမှာ muscle တွေကြွက်သားတွေရှိမယ်ရှေ့ဘက်ပိုင်းမှာအယိုးကိုအရင်ဆုံးတွေ့ရမယ်အဲ့ဒီပေါ်မှာအရေးပြားနဲ့ကိုယ့်ရဲ့အဝတ်အစားနဲ့ထိတွေ့နေမှုကိုသတိထားမိရလားဒါမှမဟုတ်ကိုအောက်ဘက်ပိုင်းခြေသလုံးနဲ့ကိုထိုင်နေတဲ့ကျမ်းပြင်ထိုင်ကုန်ကိုရှင်နဲ့ထိတွေ့မှုကိုခံစားမှုကိုသတိထားမိနေရလားအဲ့ဒီနောက်တစ်ဆင့်သွားမယ်ဆိုဘလို့ဝေဒနာမျိုးလေးတွေတွေ့လဲဘလို့ခံစားချက်လေးတွေကိုတွေ့လဲအဲ့နေရဖြည်းဖြည်းချင်းသွားမယ်ဒါမှမဟုတ်တချို့ကအတွင်းပိုင်းနေကြွက်သားတွေအတွင်းပိုင်းနေတောင့်ထားတင်းထားနေအောင်တွေ့နေရလားဒါမှမဟုတ်ရင်ပျော့ပျော့ပြောင်းပြောင်းလေးပဲဒီတိုင်းအေးဆေးလေးပဲရှိနေတဲ့ဟာလေးကိုသတိထားမိနေရလားဖြည်းဖြည်းချင်းစဉ်းချသွားမယ်ဟိုခြေမျက်စိထိဘယ်ဘက်ချမ်းမယ်နော်တူရလားခြေစလုံးအပေါ်ပိုင်းနဲ့အောက်ပိုင်းလေးတွေရဲ့ခံစားချက်ကတောင်မှာဘယ်ဘက်ချမ်းပြီးညာဘက်ချမ်းသွားကြည့်မယ်အဲ့လိုပဲခြေစလုံးရဲ့ခြေဘက်ပိုင်းရှိရဲ့နောက်ဘက်ပိုင်းရှိလေဟာနဲ့ထိတွေ့နေတဲ့အပိုင်းလေးတွေရောသတိထားမိလားဝိဆာနဲ့ထိတွေ့နေတဲ့အပိုင်းလေးတွေဒါမှမဟုတ်ခြေထောက်ချင်းထိပြီးတော့ဖိအားဖြစ်နေတဲ့နေရာလေးကိုသတိထားမိတာလားဒါမှမဟုတ်လို့ရှိရင်တက်တောင့်တတလေးဖြစ်နေတဲ့ခံစားချက်လေးကိုပဲသတိထားမိတာဒါလေးတွေကိုဖြည်းဖြည်းချင်းကြည့်သွားမယ်။အိုးခြေမျက်စိရောက်တဲ့ဒီဖြည်းဖြည်းချင်း scan လုပ်သွားမယ်။အဲ့တော့ခြေမျက်စိကိုရောက်လာပြီ။ခြေမျက်စိမှာဆိုဘယ်ဘက်ခြမ်းမှာ2ခုညာဘက်ခြမ်းမှာ2ခုပေါ်အောင်အဲ့တော့4ခုရှိပေမဲ့လို့4နေရာလုံးကသူတို့ချင်းထိတွေ့နေတဲ့နေရာတွေကမတူကြဘူး။အောက်ကကျမ်းပြင်နဲ့ထိတွေ့နေတဲ့ခြေမျက်စိပိုင်းရှိသလိုအသားချင်းခြေမျက်စိချင်းဒါမှမဟုတ်အဝတ်အစားနဲ့ထိပြီးတော့အပေါ်2ခုခြေထောက်နဲ့အောက်ခြေထောက်နဲ့ထပ်ထားပြီးဖိအားဖြစ်နေတဲ့နေရာလေးရှိတယ်။အပေါ်ကလွတ်နေတဲ့ခြေမျက်စိနေရာရှိမယ်။တချို့ဆို
ခြေထောက်ချထားတဲ့လူဆိုလို့ရှိရင်နှစ်ဖက်လုံးကခြေမျက်စိတွေကလေဟာနဲ့ထိတွေ့နေတဲ့ဟာရှိတယ်အဲ့တော့ခံစားချက်လေးဘယ်လိုရှိလဲပြီးရင်ဘယ်ဘက်ခြေထောက်ရဲ့ခြေဖနှောက်ကနေဆင်းချသွားပြီးခြေဘဝဒီဘဝအလဲပိုင်းဟိုးထိပ်ပိုင်းပြီးရင်ခြေဖမိုးရဲ့ထိပ်ပိုင်းဟိုခြေချောင်းလေးတွေရဲ့အပိုင်းလေးတွေခြေချောင်းလေးလို့ပြောတဲ့အခါမှာခြေမရှိရခြေညှိုးရှိရခြေခလဲရှိရခြေတကြွယ်ရှိမယ်ခြေတန်းရှိမယ်ဒီနေရာလေးတွေမှာဘယ်လိုခံစားမှုလေးတွေဖြစ်လဲခုနပြောသလိုပဲဒီခြေထောက်လေးတွေရဲ့ထိပ်လေးတွေခြေသေးကွန်လေးတွေကိုပါကြည့်ပါလက်သေးလေးတွေလိုပဲဘယ်လိုခံစားချက်လေးတွေဝေဒနာလေးတွေတွေ့လဲဝေဒနာလို့ဒီမှာပြောတဲ့အခါကျမတို့ကဖြစ်ပေါ်လာတဲ့ခံစားချက်ကိုပြောချင်တာเนาะနာတာကျင်တာတစ်ခုပဲမဟုတ်အေးတာပူတာထုံတာကျင်တာကြိုက်တာခဲတာဒါမှမဟုတ်တက်တာဖြစ်နေတာဒါတွေအကုန်လုံးဝေဒနာပဲအဲ့တော့ညာဘက်ခြေထောက်ကလေးကလည်းဒီလိုပဲခြေဖနှောက်ကနေဆင်းချသွားမယ်ခြေဘဝရဲ့အလဲပြီးရင်ခြေဘဝရဲ့ထိပ်ပိုင်းပြီးရင်ခြေဖမိုးပြီးခြေချောင်းလေးတွေခြေသားခြေမရှိမယ်ခြေညိုးရှိမယ်ခြေခလဲခြေတကြွယ်နဲ့ခြေတန်းဟုတ်ပြီအခုဆိုရင်ကျမကဒီမှာနိုင်ဝဲ beginner တော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကဟိုးထိတ်ကနေနှစ်ဖူးထိတ်ကနေခြေချောင်းလေးအထိကိုကျမသွားခဲ့တာဖြစ်တယ်ကြီးခဲ့တာဖြစ်တယ်အဲ့ဒီထဲကနေမှကျမတို့အကောင်းဆုံးဒီထင်ရှားဆုံးဖြစ်နေတဲ့ point လေးကိုဟိုးငယ်လေးကနေခြေချောင်းထိကိုတစ်ကိုယ်လုံးကို scan လုပ်ပြီးပြန်ရှာကြည့်လိုက်ပါအဲ့ဒီ point လေးတစ်ခုတနေရာလေးမှာထင်ရှားဆုံးဖြစ်နေတဲ့နေရာမှာဘယ်လိုဝေဒနာလေးတွေဖြစ်နေရလဲဘာလေးတွေခံစားနေရလဲဘာလေးတွေဖြစ်ပေါ်နေလဲဆိုတာလေးကိုသိပေးလိုက်ပါအတိတတိလေးနဲ့အဲ့နေရာလေးမှာ10မိနစ်လောက်ကြည့်ကြည့်ပါဟုတ်ပြီအခုဆိုရင်ကျမတို့နိုင်ဝက်ကြည့်ခဲ့တာချိန်လေးပြည့်ပြီပြန်ဖြုတ်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝကိုယ့်ရဲ့အာယုံလေးကိုနှာသီးဝါလေးကိုပို့လိုက်ပါဝင်လေလေးတိုးဝင်သွားတဲ့နေရာလေးနဲ့ထွက်လေလေးတိုးထွက်သွားပြီးထိသွားတဲ့နေရာလေးကိုပြန်ပြီးတော့အာယုံလေးပြုကြည့်ပါဘယ်နေရာလေးကိုလေးတိုးဝင်သွားလဲဘယ်နေရာလေးကိုလေးတိုးထွက်သွားလဲဒီမှာလဲစက္ကန့်30လောက်ကြည့်ပေးပါပြီးလို့ရှိရင်တော့ကျွန်မဘိုက်ထဲကိုလေးတဝရအောင်ရှူလိုက်ပါပြီးရင်ပါးစပ်ကနေဘိုက်ထဲကနေလေးကုံတဲ့အထိမှုတ်ထုတ်လိုက်ပါဒီမှာဖြုတ်တော့မှဖြစ်တဲ့အတွက်လုံးဝချက်ချင်းမျက်စိဖွင့်ပြတာလက်တွေခြေောက်တွေဖြုတ်ပလိုက်တာမျိုးမလုပ်ပါနဲ့စိတ်ရှိရှိလေးနဲ့ထားပါနိုင်ဝက်လုံးလုံးငြိမ်ထားခဲ့တဲ့အတွက်အဲ့တော့အသက်ခုနလိုပဲအသက်ရှူလိုက်ဘိုက်ထဲမှာလေးတွေကုံသွားဒီပါးစပ်ကမှုတ်ထုတ်လိုက်ကို3ချိန်လုပ်ပေးပါပြီးတော့မှလက်ချောင်းလေးစလှုပ်ကြည့်မယ်ပြီးရင်လက်ကလေးတွေကိုလှုပ်ကြည့်မယ်ပြီးရင်လက်ကလေးတွေကိုရှေ့ကိုထုတ်လိုက်နောက်ကိုဆုပ်လိုက်လှုပ်ကြည့်မယ်အဲ့လိုပဲခြေချောင်းလေးလှုပ်ကြည့်မယ်ခြေထောက်ကလေးကိုလှုပ်ကြည့်မယ်ဖြည်းဖြည်းချင်းနဲ့ခြေထောက်ကိုရှေ့ကိုနည်းနည်းလေးဆန့်ထုတ်ကြည့်မယ်ဖြည်းဖြည်းချင်းထုတ်ကြည့်ပါဒီမှာပြီးရင်ခန္ဓာကိုယ်ဘယ်ဘက်ရင်လိုက်ညာဘက်ရင်လိုက်နဲ့လှုပ်ကြည့်ပါပြီးရင်မျက်စိဖွင့်ကြည့်လို့ရပါပြီကျမတို့ဒီနေ့ရဲ့ body scanning နာရီဝက် practice လေးဒီမှာရမယ်ပြီးဆုံးပါပြီ